အားလုံးပဲမင်္ဂလာပါ90 မိနစ်ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုပါရစေဒီနေ့ညမှာတော့ရှင်ပြန်ကစားမယ်လက်ချံပွဲစဉ်3ပွဲကိုကျွန်တော်သုံးသပ်ပေးထားပါတယ်ဒါကြောင့်မို့ပွဲစဉ်တွေရှိရင်နေ့စဉ်သုံးသပ်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုပန်းမကြည့်ဘူးဆိုရင် like subscribe လေးလုပ်ခဲ့ကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ် Telegram မှာလည်းကျွန်တော်နေ့စဉ် free mount နေလက်ဆောင် body တပွဲကောင်းတွေကိုနေ့စဉ်ချပေးနေတဲ့အတွက် Telegram group ကိုလည်းjoin ထားဖို့ကျွန်တော်ပြောချင်ပါတယ်ဒါဆိုကျွန်တော်စလိုက်ကြအောင်ပထမဆုံးပွဲကတော့ဒီနေ့ည2 နာရီခွဲမှာရှင်ပြန်ကစားမယ်ပရီးမီးယားလိပွဲစဉ်စန်တာလန်နဲ့ဘန်လီအသင်းပဲဖြစ်ပါတယ်။အဲ့မှာအင်ရှင်စန်တာလန်က1လုံး50ကိုပေါင်းကြီး2လုံး50ပေးထားပါတယ်။အင်ရှင်စန်တာလန်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ1ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရရှိထားပါတယ်။အဲ့ဒီ5ပွဲမှာအင်ကွင်း1ပွဲပါတယ်။ခရစ္စတယ်ပဲလီကို2-1နဲ့အင်ကွင်းမှာနိုင်ထားတယ်။ကျန်တဲ့4ပွဲကတော့အဝေးကွင်းမှာတွားရောက်ရှင်ပြန်ကစားထားတဲ့စန်တာလန်အသင်းလေးဖြစ်တယ်။စန်တာလန်ကအဝေးကွင်းထက်အင်ကွင်းမှာပို့ပြီးတော့ဆန်းဆောင်ရင်ပိုကောင်းတယ်။အင်ကွင်း7ပွဲမှာ6ပွဲနိုင်တယ်5ပွဲတည်အင်ကွင်းမှာရှုံးပွဲမရှိသေးတဲ့စန်တာလန်အသင်းလေးဖြစ်တယ်။စန်တာလန်အသင်းရဲ့အင်ကွင်းတိုက်စစ်က18ကိုတွင်ထားပြီး9သာပြန်လည်ပေးထားရတယ်။ပန်လီအဆင့်19တန်းစစ်စုံထဲမှာရပ်တည်နေတဲ့အခြေအနေတော့မကောင်းဘူး။သူ့အောင်မှာဥပန်တန်အသင်းတစ်သင်းပဲရှိတယ်။ပန်လီရဲ့အဝေးဝင်းကစားပုံကိုကြည့်ရရင်တပွဲနိုင်2ပွဲတည်10ပွဲတိတိရှုံးထားတယ်။ဘန်လီရဲ့အဝေးကွင်းတိုက်စစ်က73ဂိုးသွင်းထားပြီး28ဂိုးတီတီပြန်လည်ပြီးထားရတဲ့ဘန်လီအသင်းလေးဖြစ်တယ်။ဘန်လီနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ1ပွဲနိုင်3ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်မျိုးရရှိထားတယ်။သူနိုင်ထားတဲ့ပွဲက FA Cup မှာမီဝေါ်အသင်းကို 5-1 နဲ့9ပြက်ကြီးအင်ကွင်းမှာချိန်ထားတယ်။ Brighton ကို2-0နဲ့အဝေးကွင်းမှာရှုံးတယ်။ Manchester United ကို2-2နဲ့တည်ကြတယ်။ စပါးနဲ့2-2နဲ့အင်ကွင်းမှာတည်ကြထားတယ်။လီဗာပူးကို1-1ဆိုပြီးတော့အဝေးကွင်းမှာတည်ချထားတဲ့ဘန်လီအသင်းလေးဖြစ်တယ်။အေရှင်ဆန်နာလန်အနေနဲ့ဒီပွဲပြီးလို့နောက်ပွဲမှာအာဆင်နယ်လီဗာပူးအစားရှိတဲ့အသင်းကြီးတွေနဲ့တွေ့မှာဖြစ်လို့ဒီပွဲကိုသူမဖြစ်မနေအနိုင်ရဖို့သူ့မှာလိုအပ်နေတယ်။ဒါကြောင့်မို့ကျွန်တော်1လုံး50ပေးထားတဲ့ကြီးမျိုးမှာကျွန်တော်စန်တာလန်အေရှင်ဘက်ကပဲကျွန်တော်နေချင်တယ်။စန်တာလန်ဘော်ဒီကိုကြိုက်ပါတယ်။နောက်တစ်ပွဲကတော့စပိန်လာလီဂါပွဲစဉ်ည2 နာရီခွဲမှာရှင်ပြန်ကစားမယ်မာရော့ကာနဲ့စီဗီလာပွဲပဲဖြစ်ပါတယ်။အဲ့မှာအေရှင်မာရော့ကာလေဗယ်10ကိုပေါင်းကြီး2လုံး50ပြီးထားပါတယ်။မာရော့ကာကတော့လက်ရှိတန်းစစ်စုံထဲမှာရောက်နေတယ်။သူနောက်ဆုံးကစားခဲ့တဲ့5ပွဲကိုပြန်လေကြည့်ရရင်1ပွဲနိုင်1ပွဲတည်3ပွဲရှုံးနိုင်ထားတဲ့ပွဲရလည်းပြီးပါဦးအင်ကွင်းမှာ3-2ဆိုပြီးတော့သူနိုင်ထားပါတယ်။မာရော့ကာအင်ကွင်းမှာ10ပွဲကစားထားပြီး4ပွဲနိုင်4ပွဲရှုံး2ပွဲတည်ကြထားတယ်။မာရော့ကာအဝေးကွင်းမှာ1ပွဲသာနိုင်ထားပြီးအဝေးကွင်းထက်အိမ်ကွင်းကစားတာပိုကောင်းတာကိုလည်းတွေ့ရတယ်။ဒါကြောင့်မို့စီဗီလာကိုသူတန်းစင်းစုံတွေအတင်အကြီးပြန်ပေးထားရလဲဖြစ်တယ်။စီဗီလာကိုကြည့်မယ်ဆိုရင်စီဗီလာအဝေးကွင်းမှာ10ပွဲကစားထားတယ်3ပွဲနိုင်2ပွဲတည်5ပွဲရှုံးထားတယ်။အဲ့မှာစီဗီလာအဝေးကွင်းတိုက်စစ်က12ဂိုးသွင်းထားတယ်16ဂိုးပြန်လည်ပေးထားရတယ်။စီဗီလာအဝေးကွင်းမှာသွင်းဂိုးထက်ပေးဂိုးပို့ပြီးတော့များနေတာကိုလည်းတွေ့ထားရတယ်။စီဗီလာနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာ1ပွဲနိုင်1ပွဲတည်3ပွဲရှုံးထားတယ်။ဒီပွဲမှာတည်တပေါက်တော့ရှိတယ်1-1ဆိုတဲ့ရလဒ်မျိုးလည်းကျွန်တော်မှန်းထားပါတယ်။ဒါကြောင့်2လုံး50ဆိုတဲ့ကိုပေါင်းကြီးမှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ်။နှစ်ပတ်တွင်းကိုတွေမြင်ရနိုင်ပါတယ်။ဒါကြောင့်မို့လို့ပါ။နောက်တစ်ပွဲကတော့ဒီနေ့ည2:15မှာရှင်ပြန်ကစားမယ်အီတလီစီးရီး A ဥဒီနီနဲ့ရိုမာပွဲပဲဖြစ်ပါတယ်။အဲ့မှာအဝေးကွင်းရိုမာတင်းရလေဗယ်ရှုံးပြီးထားပါတယ်။ကိုပေါင်းကြီးက2လုံး50ပါ။ရိုမာကတော့အင်ကွင်းရောအဝေးကွင်းမှာပါချီစွမ်းတူညီနေတဲ့အသင်းလေးဖြစ်တယ်။အဝေးကွင်း17ပွဲကစားထားပြီး9ပွဲနိုင်4ပွဲရှုံးထားတယ်။ရိုမာရဲ့အဝေးကွင်းတိုက်စစ်က73ဂိုးတွင်းထားပြီး9ဂိုးသာပြန်လည်ပြီးထားရတဲ့ရိုမာတင်လေးဖြစ်ပါတယ်။ရိုမာပြန်ပွဲဆို5ပွဲကစားထားကိုပြန်လည်ကြည့်ရရင်2ပွဲနိုင်2ပွဲတည်1ပွဲရှုံးထားပါတယ်။ဥဒီနီကတော့လက်ရှိ29မှတ်နဲ့အဆင့်10မှာရပ်တည်နေပါတယ်။ဥဒီနီရဲ့အင်ကွင်းပွဲတွေကစားထားကိုပြန်ကြည့်ရရင်3ပွဲနိုင်4ပွဲတည်4ပွဲရှုံး16ဂိုးတီတီအိမ်ကွင်းမှာပေးထားရတဲ့ဥဒီနီအသင်းလည်းဖြစ်ပါတယ်။ဒီပွဲမှာအေရှင်ဥဒီနီရိုမာကို9ဂိုးသွင်းသွားနိုင်ပါတယ်။ဒါဆိုရိုမာဘက်က2ဂိုးသွင်းမှကြေးအောင်ပါ။ကျွန်တော်ဒီပွဲကိုကျွန်တော်ကိုပေါင်းအပေါ်ပဲကြိုက်တယ်။ဒီပွဲမှာလည်းနှစ်ဖက်သွင်းဂိုးတွေမြင်ရနိုင်ပါတယ်။ဒါကြောင့်မို့လို့ပါ။ကဲဒါကတော့ကျွန်တော်ဒီနေ့ညရဲ့လက်ချံပွဲစဉ်3ပွဲကိုကျွန်တော်သုံးသပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel ကို channel တက်ရင်အပန်းမကြည့်ဘူးဆိုရင် like subscribe လေးလုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ကျွန်တော် Telegram မှာလည်းနေ့စဉ် free mount နေတပွဲကောင်း body တွေချပေးနေတဲ့အတွက်ကျွန်တော်ရဲ့ Telegram
group ကိုလည်းလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်အပ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှကျွန်တော်တို့ပြန်လည်တွေ့ပါဦးမယ်